ငါတို့အရင်တော့ဆိုရင်စိုးတူကောင်းဖက်တည်တယ်လားတငယ်ချင်းတွေရှိတယ်ပေါ့တငယ်ချင်းတွေရှိတော့ကြတော့သူတို့လည်းသူတို့နဲ့ပေါင်းလာတာတယောက်ရှင်မှာပတ်စံငါးကြရှိရင်တော့မှအဲ့တထုပ်ဝယ်တောက်ရင်တော့မှသူကတယောက်တော့စီမျှတောက်လိုက်လို့ပြည့်မလားအဲ့ရခင်းတစ်ခုထဲမှာကွာတယောက်စာအဲ့ရခင်းတစ်ခုထဲမှာနှစ်ယောက်စလုံးတယောက်ခြေတော့ပေါ်တယောက်တင်ပြီးမှတယောက်ပေါ်မှာတယောက်ခြေတော့တင်ပြီးမှအိတ်လာတဲ့တငယ်ချင်းတွေပါတယ်လေမှာတို့မိန်းမနဲ့ယောက်ျားလိုမျိုးလက်မယားတမ်းမကစားတာလွဲလို့ရှိရင်တို့မှာလက်မယားလိုပဲပေါင်းပြီးတော့နေလာတဲ့တငယ်ချင်းတွေအဲ့ဒါတငယ်ချင်းတွေဘယ်လိုဖြစ်လာလဲဆိုတော့တူကိုပါပဲမိန်းမရသွားတဲ့ခါကျတော့သူတို့မိန်းမတွေကဟိုလိုမဖြစ်ရဘူးဒီလိုမဖြစ်ရဘူးဟိုတွေလည်းမိန်းမရတယ်လို့ပါပဲဒီလိုပါပဲဟွာမလို့ရတာမလို့ရဟိုလူနဲ့မပေါင်းရဒီလိုနဲ့မပြင်လေးများထွက်လို့ရှိရင်လည်းဘယ်သူနဲ့တွားတွေ့တာလဲပေါ့အဲ့လိုမျိုးရင်းရင်းနေခဲ့တဲ့တငယ်ချင်းတွေနဲ့တွားတွေ့နေကိုယ်တိုင်တော့မပြင်တွားရတော့သူတို့ကအကန့်အသတ်တည်းများလာတေချာစဉ်းစားလို့ရှိရင်ကွာကိုယ်အချုပ်ထဲမဲ့မိန်းမတရားကိုကအပင်ပန်းခံပြီးတော့ရှာကျွေးနော်ကိုယ်တိုင်ကဟိုအဲ့ဒါယူကြည်ဖြူရေးသူ့တွားပြီးမှဟိုတကူတကနော်အောက်ကျော်နောက်ကျော်ခံပြီးမှအောက်ကျော်ခံပြီးတော့နောက်ဟိုထောင်ထဲချစ်ထောင်ထဲထဲပါဆိုပြီးတော့သိမလားသွားပြီးတော့ခိုင်းနေတယ်တဲ့သွားပြီးတော့တောင်းပန်နေရတယ်ရလဲရပြီးသွားတဲ့နော်သူတို့ကလည်းဘာလို့ဖြစ်စေချင်တာလဲတော့မသိသူတို့ကလည်းချုံနှောင်တာပေါ့ကွာဘယ်လိုပြောမလဲကန့်တက်တာပေါ့အဲကြတော့ယောက်ျားအများစုကိုပြောချင်တာကလက်များတွေလို့ပေါက်လာခဲ့တဲ့တငယ်ချင်းတွေနဲ့လဲမင်းတို့မိန်းမရရဲ့မျက်နှာပြရမှာပဲဘလောက်ပဲရင်းနေခဲ့တငယ်ချင်းတွေဆိုတူတော့ပဲမင်းအစ်လည်းငါအစ်ပဲဆိုတဲ့တငယ်ချင်းတွေနဲ့လဲကွဲမှာပဲမိန်းမတွေကလောကမှာဖြစ်လို့ဖြစ်စီတွေနောက်တစ်ဖက်မှာကြည့်ရင်လည်းဖြစ်လို့ဖြစ်စီတွေပဲနော်အဲ့ဒါကိုပြောချင်တာဒီနေ့